အခုဒီမှာဆိုလို့ရှိရင် chapter 3 electrical quantities အဲ့တော့ electrical quantities ဆိုတဲ့အခန်းပေါ့နော်ဒီအခန်းမှာဆိုလို့ရှိရင်အဓိကကတော့ electrical quantities များဖြစ်တဲ့ဒီ ampere တို့ voltage တို့ပေါ့နော်နောက်တစ်ခုကဒီလျှပ်စစ် circuit တွေရဲ့အကြောင်းတွေ measuring အကြောင်းတွေဒီအကြောင်းအရာလေးတွေရဲ့အခြေခံအကြောင်းအရာလေးတွေကိုဒီ chapter 3မှာကျွန်တော်ဖော်ပြပေးထားပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါပထမအဦးဆုံးအနေနဲ့ ampere ဆိုတာဘာလဲပေါ့နော် ampere လူတစ်ယောက်သူ့နာမည်ကိုယူပြီးတော့ကျွန်တော်တို့ဒါအထူးပြုပြီးတော့ဂုဏ်ပြုတဲ့အနေနဲ့ကျွန်တော်တို့ဒါလျှပ်စီးကြောင်းကိုလျှက်စီးကြောင်းကိုပြန်သူ့ကိုသတ်မှတ်ပေးလိုက်တာပေါ့နော်ပြီးတော့ခေါ်ကြတာပေါ့အဲ့တော့amp ကျွန်တော် ampere ဆိုတာကသူကဘယ်နိုင်ငံလဲတော့ကျွန်တော်ဒီမှာထည့်တော့ရေးပြမထားအောင်နော်အဲ့တော့1985လောက်ကပေါ့နော်သူကဒီပြင်သစ်ဘက်ကပေါ့နော်အဲ့တော့ဒီ ampere ဆိုတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျွန်တော် symbol ကတော့ I ပေါ့နော် current ဘယ်လောက်လဲဆိုလို့ရှိရင် unit ကကြတော့ ampere A နဲ့ပြတယ်ပေါ့နော်အဲ့တော့အများစုကတော့ကူလောင်းတို့ဘာလို့ ਨੇ သုံးလို့တော့မရှိပါဘူးကျွန်တော်တို့ ampere အနေနဲ့ပဲပြောကြတာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ ampere ပေါ့နော် ampere လျှပ်စီးဆိုတာဒီပါဆိုရင်တော့ဘာနဲ့ပြထားလဲဆိုလို့ရှိရင်ကျွန်တော်ဒီရေစီးကြောင်းလေးနဲ့ပြထားရမှာပေါ့နော် water pressure ဒီရရပြီးတော့မောင်းပြီးတော့ဒီလိုမျိုးသွားတယ်ပေါ့နော်ဒါလျှပ်စီးရဒီလိုမျိုးတစ်ပတ်ပြီးတော့သွားတယ်ဆိုတဲ့အကြောင်းဒါသူ analogy တစ်ခုပေါ့ဒီရေနဲ့ပြလိုက်တာပေါ့နော်မြင်အောင်လို့ဒီဘက်မှာတော့တကယ်လျှက်စစ်ဒီ battery ပေါ့နော် battery ကိုဒီဘက်ကပြီးတော့လျှက်စစ်ရပြီးတော့ဒီလိုမျိုးအပေါင်းဘက်ကသွားဒီလိုနှုတ်ဘက်ကသွားတယ်ပေါ့နော်ဒီလိုသွားတယ်အဲ့တော့ဒီမှာလည်းအပေါင်းကနှုတ်ကိုသွားလားနှုတ်ကအပေါင်းကိုသွားလားဆိုတာလည်းပဲဒါဒီနောက်ပိုင်း conventional current flow တို့ဒီ electron flow တို့အကြောင်းလေးလေ့လာရတယ်ဆိုလို့ရှိရင်ပိုပြီးသိမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့စာအုပ်ထဲမှာဆိုလို့ရှိရင်တော့ဒီလက်ရှိပုံလေးနဲ့ဖော်ပြပေးထားတယ်ပေါ့နော်ဒီမှာကတော့ကျွန်တော်ရေစီးကြောင်းနဲ့ပြတဲ့အခါကျလို့ရှိရင် water flow meter ထည့်ထားတာပေါ့နော်အဲ့တော့ flow meter အတိုင်းသူကပြထားတယ်ဒီမှာ pump တစ်ခုနဲ့ဒီဘက်မှာတော့ကျွန်တော်သူကဒီ pipe ကိုနည်းနည်းလေးကျင်းထားတာပေါ့နော်အဲ့တော့သူကဒီလျှက်စီးကိုသူကစန့်ကျင်နေတဲ့ကုန်သက်တည်ရှိတယ်ပေါ့နော်အဲ့တော့ electrical circuit နဲ့နှိုင်းယှဉ်ကြည့်ရဆိုလို့ရှိရင်တော့ဒီမှာ resistor ပေါ့နော်အဲ့တော့ resistant တက်ရောက်မှုရှိတယ်ပေါ့ဒီလိုမျိုးယူဆလို့ရဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါလဲ current ပေါ့နော် current ဆိုတာကဘာလဲဆိုတဲ့အကြောင်းအရာလေးကိုဒီမှာအသေးချာလေးဖော်ပြပေးထားပါတယ်နောက်တစ်ခုကတော့ coulomb ပေါ့နော် coulomb ကတော့ကျတော့အရန်သိငယ်လေကြတော့ကျွန်တော်တို့ဒီ current နဲ့ပဲပြောကြတာများပါတယ်ဒါဒီမှာကတော့ဒီမှာ coulomb တစ်ခုမှဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ဒီ6.25 into 10 power ကျွန်တော်တို့ဒီ18အထိပါနေရပါတော့အဲ့တော့ကျွန်တော်တို့ဒီမှာဒီတော်တော်များများတော့မသုံးပါဘူးပေါ့နော်ကျွန်တော်ဒီကျွန်တော် electron ကျွန်တော်တို့ current အနေနဲ့ပဲသုံးတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ဒီဒီ charge ကိုကျွန်တော်အချိန်နဲ့ဘယ်လိုမျိုးသဘောတရားတွေတက်ရောက်လဲဆိုတဲ့အကြောင်းအရာကို example လေးနဲ့ဖော်ပြပေးထားပါတယ်အဲ့တော့ voltage ဆိုတာကကျွန်တော်တို့ဒီလျှပ်စစ်ဘက်မှာဆိုလို့ရှိရင်လည်းဒီ current စီးနေအောင်တွန်းပေးရတယ်တွန်းအားပေါ့နော်ဒီဘက်မှာကျွန်တော်တို့ဒီဘက်ဟိုဘက် mechanical နဲ့ပြောရင်တော့ pressure ဒါမှမဟုတ် force လို့ပြောလို့ရတယ်အဲ့တော့ voltage အကြောင်းအရာကိုပြောပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဘာကိုပြောရမလဲဆိုလို့ရှိရင် voltage ဆိုတာကဒီတနေရာနဲ့တနေရာကြားပေါ့နော်ဒီအမှတ်နှစ်နေရာကြားမှာရှိတဲ့ဒီ potential difference ပေါ့နှစ်ခုခြားနားမှုပေါ့နှစ်ခုခြားနားမှုအဲ့ဒါလေးကိုကျွန်တော်တို့ဒီမှာဒီဥပမာ12ဖို့ဆိုလို့ရှိရင်သူက0ကစတာပေါ့နော်0ကစတယ်0 to 12ဆိုဒီနှစ်ခုကြားမှာရှိတဲ့ခြားနားမှုက12ဖို့ရှိတယ်လို့ဆိုလို့ချင်တာပေါ့ကျွန်တော်တို့အိမ်တွေမှာသုံးနေတဲ့220 230ပေါ့နော်ဒါ standard ကတော့230ပို့ပေါ့အဲ့တော့အဲ့ဟာပါလဲဆိုလို့ရှိရင်0 to 230လို့ပြောရမှာပေါ့နော်0နဲ့230နဲ့ကြားထဲမှာရှိတဲ့ potential ခြားနားခြင်းဟာ230ပို့ပေါ့နော်ဒီလိုပြောရမယ်230ဆိုကနေကကျွန်တော်0ကစကြီးတယ်ပေါ့ဒါကြောင့်မလို့သူက potential difference ရှိနေတာdifference ရှိနေတာဖြစ်တဲ့အတွက်တို့က230တခုတည်းဒါကနေဆိုရင်တန်ဖိုးရှိတာမဟုတ်ပါဘူး0ကစတဲ့တန်ဖိုးပေါ့နော်ဒါကို potential difference လို့ပြောတာပေါ့နော်အဲ့တော့
ဒီမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီvoltage ကိုဘယ်လိုတိုင်းထားလဲဆိုလို့ရှိရင်သူကဒီပေးတဲ့ supply နဲ့သူကဒီမှာလုံးမှာကျွန်တော်တို့ဒါပါပဲလုံးရဲ့ over ဒီဘက်မှာကျွန်တော်တို့က pressure တစ်ခုရှိနေမှာပေါ့နော် voltage တစ်ခုရောက်နေမှာအဲ့တော့ voltage ကျွန်တော်တို့တိုင်းနေဆိုလို့ရှိရင်လည်းပဲခုလိုမျိုးကျွန်တော်လုံးကိုဖြတ်ပြီးတော့လုံးရဲ့နှစ်ဆပေါ့နော်ကျွန်တော်တို့ voltage နဲ့အပြိုင်ဒီလိုမျိုးတိုင်းမှာပဲ voltage ကတိုင်းလို့ရမယ် current ကကျတော့ကျွန်တော်တို့ဒီ balance ကိုဖြတ်တိုင်းရမှာပေါ့နော်ဒါကတော့ Alessandro Porta ပေါ့နော် Alessandro Porta သူ့နာမည်ကိုဂုဏ်ပြုပြီးတော့ကျွန်တော်ပို့လို့ပြောခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်ရှေ့မှာဆိုလို့ရှိရင်ဒီcurrent နဲ့ voltage အကြောင်းလေးပေါ်ပြပြီး ohm ပေါ့ဒါအများစုကတော့လျှက်စစ်သမားတွေကတော့ ohms law ဆိုတာတော့မသိရသူမရှိသလောက်ပါပဲပေါ့နော်အဲ့တော့ ohms law သူ့နာမည် George Simon Ohm ပေါ့နော်အဲ့တော့ George Simon Ohm သူ့ကိုကျွန်တော်တို့ဒါဂုဏ်ပြုပြီးတော့ ohms law လို့ပြောထားတာအဲ့တော့လျှက်စစ် balance တစ်ခုနဲ့ပဲပြန်ပြီးတော့ကျွန်တော်တို့ဥပမာပေးရရင်ဒီဘက်မှာအသုံးပြုတဲ့လျှက်စစ်သုံးလိုက်တယ်ဆိုတဲ့လောက်ကကြတော့ဒီလျှက်စစ်ကိုသူကဒီတားဆီးနေတဲ့ ကုန်သည်တစ်ခုရှိတာပေါ့နော်ဒါလေးကဒီမှာဆိုလို့ရှိရင် electrical load သူကပါတယ်ဆိုရင် resistance ကျွန်တော် resistance ရှိတယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ဒီလျှက်စစ် balance ပြလိုက်တယ်ဆိုလို့ရှိရင်ဒီနေရာမှာသူက energy change သွားမှာပြလိုက်တဲ့လျှက်စီးကိုဒီမှာကျွန်တော်တို့ဒီစွမ်းအင်ကိုပြောင်းပေးလိုက်တာပေါ့နော်အဲ့တော့အဲ့ပြောင်းပြလဲဒီနေရာမှာကျွန်တော်တို့ဒီ motor လည်းဖြစ်နိုင်တယ်မီးသီးလည်းဖြစ်နိုင်တယ်အားလုံးပေါ့နော်ဒီလျှက်စစ်ကိုဒီစွမ်းအင်ပြောင်းပေးတဲ့အသုံးပြုလိုက်တဲ့နေရာလေးတခုဒါရှိတယ်ပေါ့နော်အဲ့တော့ဒါရှင်းဆက်ပြီးသွားအောင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ကဒီလျှက်စစ်စီးတယ်ဆိုလို့ရှိရင်သူကဘာလဲဆိုလို့ရှိရင်ဒီကျိုးတစ်ချောင်းမှာလျှက်စစ်စီးရဆိုလို့ရှိရင်အပူပေါ့နော် heat ကတော့အမြဲတမ်းရှိတယ်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီ wire resistor တခုရှိနေရပေါ့နော်အဲ့တော့ wire တွေမဟုတ်ဘူးဒီကျွန်တော်တို့ဒီအရာဝတ္ထုအများစုအကုန်လုံးဒီပါပဲအဲ့မှာ resistant ရှိတယ်ကျွန်တော်တို့မီးလုံးဆိုလို့ရှိရင်လည်းလျှက်စစ်ပေးလိုက်ရင်အပူထွက်ပါတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါကကျွန်တော်တို့ဒီအပူနဲ့ current နဲ့ဆက်ချက်ပေါ့နော်တကယ်လို့ဒီလျှက်စစ်ကျွန်တော်လျှက်စစ်ကြောင်းမှာဒီ current စီးရဆိုလို့ရှိရင်သူကတရားမှုအသုံးခုရှိရဗျာဒီအပူစွမ်းရည်ပေါ့နော်နောက်တစ်ခုတန်လိုက်ဆက်ကိုရင်နောက်တစ်ခုက chemical effect ဆိုပြီးသုံးခုရှိပါတယ်အဲ့တော့နောက်ကောင်းတဲ့တစ်ခုကတော့ resistor ပေါ့နော်အဲ့တော့ resistor ကကျွန်တော်ဒီမှာresistor အကြောင်းအရာတော့အများကြီးတော့မပါတော့ဘူးเนาะ resistor အဲ့တော့ဒီမှာဆိုလို့ရှိရင် resistor ကျွန်တော်တို့ဒါရေးပိုက်လေးနေတော့ကျွန်တော်ပြန်ပြီးတော့ဒါဥပမာပေးထားတယ်ပေါ့နော်ဥပမာပေးထားတယ်ဒီဘက်ကပိုက်ကောင်းကိုကျွန်တော်တို့ပိတ်လိုက်လို့ရှိရင်ရေထွက်နှုန်းနည်းသွားမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ရေထွက်နှုန်းနည်းသွားမယ်ဒါလေးကိုဒါဥပမာပေးထားတာပေါ့ကွာဒါ analogy ပေါ့နော်အဲ့တော့ကျွန်တော်တို့ပါရှိမလဲဆိုလို့ရှိရင်ဒါတော့ကျွန်တော်တို့ဥပမာလေးတွေရောက်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကဒီပေးလိုက်တာ230ပို့ဒါကတော့အသုံးပြုတဲ့ပစ္စည်းပေါ့နော်အဲ့တော့ဒီလျှက်စစ်ပစ္စည်းတစ်ခုခုသူ့မှာ resistance ကဘယ်လောက်ရှိလဲဆိုရင်19.2 ohm အဲ့ဒါဆိုလို့ရှိရင်ဒီ plan မှာလျှက်စစ်ဘယ်လောက်စီးမလဲပေါ့နော်အဲ့ဒါကိုကျွန်တော်တွက်လိုက်တာဒီ current ကိုလိုချင်တယ်ဆိုလို့ရှိရင်ပေးတဲ့ supply voltage နဲ့ဒီ resistance နဲ့အကျိုးကျတာပေါ့နော်အဲ့တော့ကျွန်တော်တို့ feed ညီများခြင်း IR ပေါ့နော်အဲ့တော့ဒီဟာက17.9နေ17.9ပေါ့နော် ampere ဒီမှာနောက်တစ်ခုမှလည်းထုံနေလည်းကောင်းအောင်ပဲပေါ့နော်ဒါလေးတွေကိုဥပမာလေးနဲ့ကျွန်တော်ပေါ်ပြပေးထားခြင်းဖြစ်ပါတယ်အဲ့တော့ဒီခန်းမှာဆိုလို့ရှိရင်တော့အဓိကကတော့ကျွန်တော်ဒီမှာဒီမြင်နေရတဲ့ဒီဇေယျလေးပေါ့နော်အဲ့တော့ကျွန်တော်တို့ voltage ပေါ့နော်ကျွန်တော်တို့သုံးတဲ့သင်္ကေတကတော့ V အကြီးဖြစ်ပါတယ်ဗျ V အကြီးဖြစ်ပါတယ်နောက်တစ်ခုက symbol ပေါ့နော်သုံးတဲ့ symbol ကတော့ VG ပါပဲအဲ့တော့ current ဆိုလို့ရှိရင်ကျွန်တော်တို့သူရဲ့သုံးတဲ့ symbol က IG ဖြစ်ပြီးတော့ကျွန်တော်တို့ဒီ symbol ကတော့ AG ဖြစ်ပါတယ် ampere ဖြစ်ပါတယ်charge ကတော့တိတ်မသုံးဘူး resistance အပြင်မှာ resistance တော့သုံးတယ်အဲ့တော့ RG ဖြစ်ပြီးတော့ကျွန်တော်တို့သူ့ရဲ့ဒီ unit ပေါ့နော် omega ဒီသင်္ကေတလေးဖြစ်ပါတယ်ကျွန်တော်တို့တစ်ခုတော့ဒီအသုံးပြုတာကျွန်တော်တို့လက်တွေ့မှာအသုံးပြုတာအများကြီးဒီမှာကျွန်တော် watt လည်းပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့လျှက်စစ်ကျွန်တော်တို့တွေသုံးတဲ့ energy ဆိုတော့ကျွန်တော်ဒီကျွန်တော် energy နဲ့ဒီတော့ဆက်နောက်မှဆက်ပြောမယ်ပေါ့နော်အဲ့တော့ဒီလျှက်စစ် balance တွေမှာကျွန်တော်တို့ဒီ power ဘယ်လောက်သုံးလဲပေါ့နော်ဒီလိုမျိုးသုံးလိုက်တဲ့ဟာပေါ့အဲ့တော့ဒီ power ကျွန်တော်တို့ဒီ power ဘယ်လောက်သုံးလဲပေါ့နော်အဲ့တော့ power ဆိုလို့ရှိရင် PAG နဲ့ကျွန်တော်တို့ကသူ့ကိုသတ်မှတ်တယ်ပေါ့နော်အဲ့တော့ power PAG unit ကတော့ watt ပေါ့နော် WG ပေါ့နော်အဲ့တော့ကျွန်တော်ပစ္စည်းတိုင်းမှာဆို power watt ဘယ်လောက်သုံးပစ္စည်းတိုင်းမှာဆိုအသုံးပြုနိုင်တဲ့ဒီ
စွမ်းအင်လို့ပဲပြောမလားစွမ်းအားလို့ပဲပြောမလားပေါ့နော်အဲ့တော့ power ရှိတယ်ပေါ့အဲ့တော့ power ကဒီ electrical မှာဆိုလို့ရှိရင် volt နဲ့ပြသလို E နဲ့လည်းပြောတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ power ကကျွန်တော်တို့ဒီ P နဲ့ဒီဟောပါပေါ့နော် V နဲ့ဒီ voltage နဲ့ current နဲ့မြောက်လက်ပေါ့နော်သို့မဟုတ်ဒီ E နဲ့ I နဲ့မြောက်လက်ပေါ့အဲ့တော့ power ဆိုလို့ရှိရင်ဒီပတ်လန်းမှာစီးနေတယ်ဒီပတ်လန်းမှာစီးနေတယ်လျှက်စီးနေအဲ့ဒါခုကျွန်တော်ဒီမှာရှိတဲ့ဒီ voltage သို့မဟုတ်ဒီမှာရှိတဲ့ voltage ပေါ့နော်အဓိကတော့ဒီလျှက်စစ်အသုံးဆောင်ပစ္စည်းမှာရှိတဲ့ voltage နဲ့ဒီမြောက်လိုက်တယ်ဆိုလို့ရှိရင်သူရဲ့ power ရတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ဒီပုံမှန်ဒီဟိုပါပေါ့နော်ပုံလေးနဲ့ဒီဟာကိုပေါ်ပြပေးလိုက်တာဒီကတော့လျှက်စီးကြောင်းဒီမှာပတ်မရှိမယ်ဒါဒီမှာရေးဒီမှာရှိမယ်ဒီမှာလည်းဒါပိုင်းတစ်ခုရှိမယ်ပေါ့နော်အဲ့ဒါကိုသူကဒီမှာဒီဟာကတော့ဒီမှာ PSI pressure ကိုဒီမှာ pressure တိုင်းထားတဲ့ဟာလေးပေါ့နော်ဒါကျွန်တော်တို့မြင်သာအောင်ပြောတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီpower ရဲ့အကြောင်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ energy တော့မပါသေးဘူးပေါ့နော်အချိန်မပါသေးဘူး power ဆိုတာတော့ဒီမှာကျွန်တော်တို့ဒီ V ရဲ့ I ရဲ့မြောက်လက်ဆိုတဲ့အကြောင်းအရာလေးဒီမှာပါလာတယ်ပေါ့နော်နောက် resistivity resistivity ကတော့အသုံးနည်းတယ်ပေါ့နော်ကျွန်တော်တို့သုံးတာ resistant ပဲသုံးများတယ်အဲ့တော့ resistivity ကတော့ကျွန်တော်တို့ဒီဘာလို့ resistant ပဲသုံးများလဲဆိုရင်ကျွန်တော်တို့အသုံးပြုနေတဲ့ပစ္စည်းတွေအားလုံးကအရွယ်အစားအတိအကျရှိတယ်ပေါ့နော်အရွယ်အစားအတိအကျမရှိတဲ့ပစ္စည်းရဲ့ resistant အကြောင်းပြောမယ်ဆိုရင် resistivity ကိုလည်းသုံးရမယ်ပေါ့နော်သူက ohm meter ohm centimeter နဲ့ unit ကပြတယ် resistant ကတော့ ohm နဲ့ပဲပေါ်ပြတယ်ဒါကိုလည်းကျွန်တော်ရဲ့ဒီ inspection စာအုပ်ထဲမှာရှိမှလည်းပေါ်ပြခဲ့ပြီးဖြစ်ပါတယ်သူဒီမှာဆိုလို့ရှိရင်ဒီresistivity ကဘာပေါ်မှာမူတည်နေလဲဆိုလို့ရှိရင်ဒီlength နဲ့ cross sectional area ပေါ်မှာမူတည်နေတာပေါ့နော်အဲ့တော့ဒါ area ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒါ1 mm ပတ်လည်မှာရှိတဲ့ကောင်ဆိုလို့ရှိရင်1 ohm ပေါ့နော်ဒီလိုမျိုးဒါဆိုလို့ရှိရင်တော့သူက length ရှည်သွားတာပေါ့နော်2 mm ရှိပြီးတော့သူကတော့ဒီမှာဆိုလို့ရှိရင်တော့1 mm ပဲရှိတယ်ဒီဟာလေးကိုဆိုလို့ချင်တာပါဒါဒီမှာလည်းဒီမှာပေါ်ပြထားပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီမျက်နှာပြင်တစ်ခုမှာရှိရတဲ့ resistor အောင်တိုင်းပြထားတဲ့ဟာပေါ့နော်ဒီအကြောင်းအရာကိုလည်းအောက်မှာရေးပြထားပါတယ်အဲ့တော့ကျွန်တော်တို့ဒီ resistor နဲ့ဒီ resistivity ကတော့ဘာပဲပြောဒီမှာကျွန်တော်တို့ဘာနဲ့ဆက်ချက်ရှိနေလဲဆိုတော့ဒီ length နဲ့ area နဲ့တော့ပြီးဆက်ဆက်နေတယ်ပေါ့နော်အဲ့တော့ကျိုးတွေရဲ့ဒီအလေယာပေါ့နော်ကျိုးတွေရဲ့အလေယာကတဲ့ကျွန်တော်တို့ဒီကျိုးမှာဆိုလို့ရှိရင်ရှိတဲ့ခုခံမှုပေါ့နော်အဲ့တော့ခုခံမှုကဒီကျိုးရဲ့အလေယာနဲ့တိုက်ရိုက်ဆက်ဆက်နေရပါတော့ကျိုးအလေယာရှိလာတယ်ဆိုလို့ရှိရင်ခုခံမှုလည်းပိုများလာမှာပေါ့နော်အဲ့ဒါပေမဲ့လည်းပဲကျိုးရဲ့ဒီသူရဲ့ cross sectional area ပေါ့နော်ဒီသူရဲ့ဒီဒိတ်ဝိုင်းလေးကိုဖြတ်ထားရစီသူရဲ့ area အတွက်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ area ကဒီ resistant နဲ့ဆိုလို့ရှိရင်တော့ပြောင်းပြန်ကျိုးကြတယ်ပေါ့နော်အဲ့တော့ area ကျဲသွားလေကြီးသွားလေ resistant နည်းလေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအကြောင်းအရာကိုဒီမှာကျွန်တော်ပေါ်ပြပေးထားပါတယ်အဲ့ဒါ cross sectional area အကြောင်းပေါ့နော်ဒီကျိုးရဲ့ဒီဘယ်လိုမျိုး cross sectional area ရှိလဲဆိုတဲ့အကြောင်းအရာလေးတွေကိုဥပမာလေးနဲ့ပြန်ပြီးတော့ဒီမှာဖော်ပြပေးထားပါတယ်အဲ့တော့ဒီမှာသူရဲ့ဒီ resistivity ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်ဒါသူတုံးထားတဲ့ဆက်ဆက်ချက်ပေါ့နော်ဒီဆက်ဆက်ချက်တဲ့အတိုင်းတွက်လိုက်တယ်ဆိုရင်အဆင်ပြေပါပြီပေါ့နော်ဒါတော့ temperature ဒီကျွန်တော်တို့ဒီစီးတဲ့ connector တွေက temperature တွေများလာရင်ဘာဖြစ်လာမလဲပေါ့နော် temperature များလာရင် resistance များလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အပူပို့ပြီးတော့ဒီအပူထွက်ချိမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်0က0ကပြီးတော့ဒီမှာ temperature ကဒီမှာများနေပါတော့အဲ့တော့ဒီမှာဆိုလို့ရှိရင်သူရဲ့အုံကလည်းဘာဖြစ်နေလဲဆိုလို့ရှိရင်ဒီပြပြနဲ့အုံတန်ဖို့တက်တာပေါ့နော်ဒါတော့ဒါ temperature coefficient အကြောင်းလေးပေါ်ပြပေးထားတာဒါတော့ကျွန်တော်အရင်အသေးစိတ်သွားတယ်ပေါ့နော်ဒါ temperature coefficient အကြောင်းကျွန်တော် resistor တွေအကြောင်းအဲ့တော့ resistor တွေကတော့ flame resistor အကြောင်းပါမယ်နောက်တစ်ခုကကျွန်တော်ဒီcarbon
composition resistor အကြောင်းလေးပါမယ်နောက် variable resistor ပေါ့နော်ကျွန်တော်တို့ဒီမှာအများစုဒီချိန်ညှိပြရတဲ့အားလေးရှိတယ်အဲ့တော့ variable resistor အကြောင်းအရာလေးတွေပါမယ်နောက်တစ်ခုကဒီ temperature dependent resistor ပေါ့နော် temperature ဒီ resistor မှာဆိုလို့ရှိရင်သူကဒီမှာသူကနှစ်ခုရှိမယ်ပေါ့နော်ဒီ BTC နဲ့ NTC ဆိုပြီးတော့နှစ်ခုရှိတဲ့ဒီအကြောင်းအရာလေးတွေကိုဒီမှာထည့်ပြီးတော့ပုံလေးနဲ့ပေါ်ပြပေးထားပါတယ်နောက်ဒီနောက် resistor တစ်မျိုးကတော့ဒီ light dependent resistor လို့ခေါ်တယ်ပေါ့နော်အလင်းရောင်ပေါ်မှာမူတည်ပြီးတော့အလုပ်လုပ်တာပေါ့နော်ဒီအကြောင်းအရာလေးတွေအခြေခံအနေနဲ့ပေါ်ပြပေးထားပါတယ်နောက်တစ်ခုကတော့ voltage dependent resistor ဒီ resistor ကတော့ကျွန်တော်ဒီ resistor လို့လည်းသုံးတယ်ပေါ့နော် voltage dependent resistor VDR ဒါတွေကိုကျွန်တော်တို့ဒီ SPD ပေါ့နော်လက်ရှိကျွန်တော်တို့ဒီအိမ်တွေမှာသုံးနေတဲ့ SPD တွေမှာဒါလည်းထည့်ပြီးတော့သူတို့ကသုံးထားတယ်ပေါ့နော်သူကဘာလို့လဲဆိုလို့ရှိရင်ဒီက search ကိုကာကွယ်ဖို့အတွက်သုံးတာပေါ့နော်ဒါဆိုလို့ရှိရင်ဒီအကြောင်းအရာလေးတွေကိုဒီမှာပုံလေးနဲ့ပေါ်ပြပေးထားပါတယ်အဲ့တော့ current flow theory ကတော့ဗျာဒီ current စီးရဲ့အခါမှာကျွန်တော်တို့အပေါင်းကနေနှုတ်ကိုသွားတယ်အနောက်ကနေအပေါင်းကိုသွားတယ်အဲ့ဒါကလေကျွန်တော်တို့ဒါအဟိုးတော့ထွက်ခဲ့တဲ့စာအုပ်တွေမှာတော့အပေါင်းကနှုတ်ကိုသွားတယ်ဒီ theory နဲ့ထွက်ခဲ့တယ်ပေါ့နော်နောက်ပိုင်းကျတော့ electron flow theory ဆိုပြီးတော့ထွက်ခဲ့တာရှိတယ်အဲ့တော့ဒီပေါင်းကနှုတ်ကိုသွားတယ်ဆိုတဲ့အကြောင်းအရာကိုဒီစပြီးတော့ဒီပေါ်ပြခဲ့တဲ့သူကတော့ Benjamin Franklin လည်းဆိုရလို့ပေါ့နော်သူကတော့ဒီလျှက်စီးဆိုတာကအပေါင်းကနှုတ်ကိုသွားတယ်ဆိုပြီးတော့ပေါ်ပြခဲ့တာဖြစ်ပါတယ်ဒီနောက်ပိုင်းကျတော့ကျွန်တော်ဒီ electron ဘာသာရပ်တွေကိုလေ့လာခဲ့တဖြည်းဖြည်းနဲ့တိုးတက်လာတဲ့နောက်ပိုင်းမှာဒီလျှက်စီးကတော့အနှုတ်ကနေပြီးတော့အနှုတ်ကနေပေါင်းကိုသွားတယ်ပေါ့နော် electron စီးနှုတ်ဆိုပြီးတော့ပြန်ပြီးတော့ပေါ်ပြခဲ့ကြတာပေါ့နော်ဒီပြန်ပညာရှင်တွေကအဲ့တော့ဒါဒီလိုပြီးသွားတဲ့အချိန်မှာဒီ current ကဘယ်လောက်မြန်လဲဆိုတဲ့အကြောင်းအရာလေးကိုပုံလေးနဲ့ပေါ်ပြပေးထားတာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်ဒီ circuit diagram တွေကျွန်တော်တို့ရှိဒီ circuit diagram တွေကအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ဘာလို့ diagram မရှိဘဲနဲ့လုပ်တဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကတိကျမှုမရှိနိုင်အောင်ပေါ့နော်နောက်တစ်ခုကဒီ maintenance ပြန်လုပ်တဲ့အခါကျတော့ diagram တွေမရှိတဲ့အခါကျရင်လည်း connection တွေဘယ်လိုတွဲထားရဲဆိုတာမသိနိုင်ဘူးလေအများစုက diagram တွေမရှိကြဘူးပေါ့နော်အလုပ်လုပ်နေတဲ့အခါမှာdiagram တွေရဲ့အကြောင်းလေးတွေကိုဒီမှာအနေငယ်ဒါပေါ်ပြပေးထားတာပေါ့နော်ဒီဒါဆိုလို့ရှိရင်ဒါ simple circuit လေးပေါ့နော်ဒါဘယ်လိုမျိုးဒီအခြေခံလျှက်စစ်ပတ်လန်းနေမှာဆိုလို့ရှိရင်တော့ဒီဘယ်အကြောင်းအရာလဲဆိုလို့ရှိရင်ဒီ open circuit ပေါ့နော် open circuit complete circuit short circuit ဒီပုံလေးရတော့ဗာလဲဆိုလို့ရှိရင်ဒါကျွန်တော်ဒါ complete circuit ပေါ့နော်ဒီလို complete plan တစ်ပတ်ပြမှာပဲလျှက်စစ်အလုပ်လုပ်တယ်ပေါ့ဒီမှာတော့ switch ရှိမယ်နောက်တစ်ခုဒီကတော့သူ့ရဲ့ပုံလေးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ electric balance တစ်ခုမှာဆိုလို့ရှိရင်အသုံးပြုတဲ့ load ကြီးကျွန်တော်ပေးတဲ့ supply ပေါ့နော် voltage source ရှိမယ်ပြီးတော့ electric ကိုတည်ဆောင်တဲ့ကြိုးတစ်ချောင်းရှိမယ်ပေါ့နော်ကြိုးရှိပေါ့ဒါသူ့ရဲ့ thin gate ပေါ့နော်အဲ့မှာဒါကျွန်တော်ဒီ switch plug ကို on off လုပ်တာပေါ့နော် on off ဆိုလို့ရှိရင်ဒီဘက်က balance ကိုပြတ်ပေးတာပေါ့ဒါကတော့ open circuit ဖြစ်ပါတယ်ဒီ open circuit ကိုဒီမှာကျွန်တော်ဒါသူကဒါ analogy နဲ့ပြတာပလန်ပြတ်နေတယ်ပေါ့ဗျာကြိုးပြတ်နေတယ်ပေါ့အဲ့တော့ဒါပြီးသွားလို့ရှိရင်သူပုံစံလေးနဲ့ဒီမှာပေါ်ပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီကောင်ကဒီမှာfault နီးလုံးမှာ fault ဖြစ်နေပြီးကျွန်းနေရပါဘောနော်အားကြောင့်မလို့လေးစေဒါဒီမှာဆိုလို့ရှိရင် short overload ဖြစ်သွားတယ်ပေါ့ဒီမှာဆိုရင် fuse ပြတ်သွားတယ်ပေါ့နော်ဒီဟာကိုပြချင်တာပေါ့ဒီမှာကျွန်တော်တို့ဒီမှာ short circuit ဆိုတာဘာလဲပေါ့နော် short circuit ဆိုတာဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ load ဒီမှာ supply ဒီကြားထဲမှာဖြစ်သွားတာပေါ့အဲ့တော့ဒီရရပြီးတော့ဒီဘက်နောက်ကလောက်ကနောက်ဘက်မှာ line နဲ့ neutral နဲ့ထိတယ်ဆိုလို့ရှိရင် short ဖြစ်တာပဲဒါပေမဲ့ဒီမှာကျတော့ဗျာကျွန်တော်တို့သုံးပြတဲ့ပစ္စည်းကဒီမှာပဲရှိတာပေါ့နော်ဒီအကျိုးရဲ့ balance တစ်ခုကိုစဉ်းစားကြည့်ရင်ကျွန်တော်တို့ဒီ load တွေဒီဘက်ကပေါ့နော်ဒီဘက်ဒီနေရာမှာလာပြီးတော့ line နဲ့ neutral နဲ့လာပြီးထိသွားတာပေါ့နော်ဒါကို short circuit ဖြစ်တယ်လို့ပြောတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်လျှက်စီးတွေအရင်များလာမှာဒီလို protection ခံမထားဘူးဆိုလို့ရှိရင်ကျွန်တော်လောင်သွားနိုင်တယ်ကြိုးပြီးပြောကြသွားမယ်ပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်ဒီနှစ်ခုဒါလာထိသွားတာပေါ့နော်ကျွန်တော် short circuit ပြီးတော့ဒီ metering ပေါ့နော်measuring ဒီ
ပိုင်းပေါ့အဲ့မှာကျွန်တော်တို့ current ပေါ့နော် current ကတော့ကျွန်တော်တို့ဒါအားလုံးသိပြီးသားနေမှာပါဒီ series set ပြီးတိုင်းတာပေါ့ balance ကိုပြတ်ပြီးတော့ကျွန်တော်တို့ဒါ series set ပြီးတိုင်းပြရမှာပေါ့နော်ဒါမှ ampere ပြတကယ်လို့ကြိုးတစ်ချောင်းပြည့်လို့ current တိုင်းနေတယ်ဆိုလို့ရှိရင်လည်းပဲ multimeter ပြည့်ခဲ့လို့ရှိရင်ကြိုးဖြတ်ပြီးဒါမျိုးညက်မှရမယ်ပေါ့နော်voltage တိုင်းတယ် voltage တိုင်းတယ်ဆိုတာကတော့ကျွန်တော်ဒါဒီဘက် supply voltage နဲ့အပြိုင်တိုင်းတယ်ဆိုလို့ရှိရင်တော့ voltage ဒါရတယ်ပေါ့နော်ဒါကတော့လက်ရှိဒါကျွန်တော်တို့ current တိုင်းတာကို ammeter နဲ့ current ဒီ multimeter နဲ့ current တိုင်းတာပုံစံလေးပြထားတာပေါ့ကြိုးကိုဒီလိုမျိုးဖြတ်ပြီးတော့လုံးမရမယ်ဒီမှာဆိုရင်ဒါဒီလိုဆိုလို့ရှိရင်ဒီထဲကိုစီးသွားပြီးတော့ဒီကောင်ပေးထားတာပေါ့နော်ဒါကတော့ကျွန်တော် clock ပွင့်ဒီ off လုပ်ထားတဲ့အချိန်British Diner ကတော့ကျွန်တော်တို့အားလုံးသိပြီးသားပါဒါကျွန်တော်ဒီမှာဒီမဲ့မီလုံးမှာတိုင်းလဲရတယ်ပေါ့နော်ဒီမှာလာတိုင်းလဲရတယ်ဒီကတစားနဲ့ neutral တစားတိုင်းလဲရတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော် British Diner အကြောင်းအရာလေးတွေဖြစ်ပါတယ်အဲ့တော့ဒီ chapter 3မှာဆိုလို့ရှိရင်အဓိကအဖြစ်တော့ဒီအခြေခံလျှက်စစ် balance အကြောင်းအရာလေးတွေကိုပေါ်ပြပေးထားခြင်းဖြစ်ပါတယ်